That ရှမ်းမာတွေကြီးညိုတာဆိုပဲနောက်တော့ရှမ်းမာတွေကသူတို့လူတဲ့ဟာတွေအကုန်လုံးစစ်စင်ကပါစေခြင်းငါပြောဒီတို့ငါ၆ပြားတို့ပဲလေးမွေတို့စုံလို့ပေါ့ဗျာအဲ့ဒီလိုပါစေခြင်းတော့ဘုန်းကြီးကပါဠိရရှာမရဖြစ်တယ်လို့တော့ကျမ်းဖန်ရွတ်ရမှာပဲမပါလို့လည်းမဖြစ်အဲ့တော့ဘုန်းကြီးကရေသက်ချတဲ့ထည့်ပေးလိုက်ရှုပ်ထွေးစာအမွေဆုပ်ပြောင်းမှုပြုတ်ကို၎င်းရှေးတေးတေးစာပဲလင်းမွေကြီးကို၎င်းပြားကြတာစာငါ၆ပြားကြီးကို၎င်းလုံးတုံးစာအုံကြီးကို၎င်းလုံးပြည့်ရှိစာငါပြောသေးကြီးကို၎င်းဘုန်းကြီးရမ်းချလုံးမီပြုတ်ပြီးရှည်နေလို့တယ်ငါပြောသေးလာကြောင့်ဘိုးတို့ဘဝတွေပဲငိုက်နေမှာဆိုလို့ရှည်ကြီးရလေးတွေထည့်ပြောပေးရငိုက်ကြလားမငိုက်ပါနဲ့နော်ဘိုးတို့ဘဝတွေငိုက်ကိုယ်လည်းငိုက်မှာပဲရှေ့ဆက်ကြပါဦးလို့လေကိုရရှာရည်တတ်ဖယ်နာရောက်ကိုရင်လေးဖြစ်သွားကိုရင်ကလေးဖြစ်သွားတော့အရှင်သာရိပုတ္တရာကိုရောမြတ်ကြီးနဲ့ဆုံးခံကြတော့လေအမလေးသူအတိတ်ကံကြီးကဘလောက်ထိအောင်နှိပ်စက်လိုက်တယ်ဆိုရင်လိုက်ရရန်အဂတာဝကဖြစ်ပေမဲ့လို့သူပါသွားတာနဲ့စွမ်းလောင်းမှုဆိုတာဝေလို့လက်အုပ်ကလေးချီပြီးရှေးခိုးသူမြမရှိတော့တော့ကြောက်เสียကောင်းအရင်သာရိပုတ္တရာကိုရောမြတ်ကြီးလက်ရရန်ဖြစ်ပေမဲ့အဲ့ဒီကိုရင်လေးပါသွားတာနဲ့စွမ်းလောင်းမှုဆိုတာဝေပြီးတော့လက်အုပ်ကလေးချီပြီးအယိုဒီပြုတ်မဲ့သူတော့မရှိတော့ဘူးရှင်သာရိပုတ္တရာကိုရောမြတ်ကြီးချက်သိမ်းထရဟန္တာကြီးအောင်ချက်သိမ်းထအတော်ကြောက်เสียကောင်းတဲ့အတိတ်ကမှာလားတို့တော်လေးရလာသမျှဝါအောင်ကျွေးရမှာပဲဝါအောင်ကျွေးပြီးတော့အတန်း20ပြည့်တော့ရဟန်းဘဝအောင်ရောက်အောင်ရဟန်းဘုံတို့သွေးမိလိုက်ကိုရင်လေးကရဟန်းဖြစ်သွားအတိတ်ကသူတစ်ပါးမနာလိုပေမဲ့လို့အတိတ်တုန်းကသီလကောင်းခဲ့တယ်ကိုကျကျောင်းနိုင်မှာနေကျင်နေတိုင်းဝိပဿနာဘာဝနာကမ္မထန်တရားတွေစီးပြန်းပြီးတော့လှုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကြောင့်ဒီဘဝမှာလာပြီးတော့အဲ့ဒီကုသိုလ်လေးကဒီဘဝမှာလာပြီးတရားဘာဝနာတွေရှုမှတ်လိုက်တဲ့အခါမှာယဟန္တာဖြစ်သွားတယ်ပြောပါဖြစ်သွားတယ်ယဟန္တာကဖြစ်သွားတယ်စွမ်းတထမဝအောင်မဟုံးပေးရနော်တော်ကြောက်เสียကောင်းတယ်ယဟန္တာဖြစ်တဲ့ဘဝမှာတော့မှစွမ်းတထမဝအောင်မဖုံးပေးရနာမည်ကလည်းမဲ့ထားလိုက်တာလာပါနေတဲ့ပုဂ္ဂိုလ်စီးပွားရှာမရတဲ့ပုဂ္ဂိုလ်မို့လို့ပွဲနာမည်ကတော့လောတကတိတ်တာတဲ့ပြောပါတူတဲ့တော့ကြားဘူးသလားမကြားဘူးလောတကတိတ်တာမထီအတိတ်ကသူတစ်ပါးမနာလိုဝန်တိုတဲ့စိတ်တွေကြောင့်ဒီဘဝယဟန္တာဖြစ်တဲ့ဘဝမှာတော့မှအငတ်အပြက်ပြက်နဲ့ဒီကနေ့တော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးမြင်နေမှုတော့လောတကတိတ်တာဒီကနေ့တော့သင်ဒီပရိနိဗ္ဗာန်ဆံတော့မှာပါလား
မြင်တော်မူတော့ဒီကနေ့တော့ဆွမ်းစားပင်လာတဲ့တကားတယောက်ကတော့ရှိနေပြီသူ့ခေါ်သွားပြန်ရင်လေသူ့ခေါ်သွားပြန်ရင်လေရဟန္တာကြီးတော့ချက်သိမ်းထားတော်လေးအကျိုးအကြောင်းတော့ပြောပြငါရှင်တင်ဒီမှာစောင့်နေခဲ့နော်ငါဆွမ်းဖို့ခိုင်းနိုင်မယ်မလားပါဗျာတပည့်တော်သိပါတယ်ဗျာတပည့်တော်ငငယ်ကလေးကဖြဟမ်းပေါင်ရောက်တဲ့ဥပိ္ပဇေဆရာမှုတပည့်တော်သိပါတယ်ဗျာတပည့်တော်စောင့်နေပါမယ်ဗျာငါချင်းငါဆွမ်းဖို့ခိုင်းနိုင်မယ်နော်ဆွမ်းဖို့ခိုင်းနိုင်မယ်ဆိုတော့ဟိုရောက်တော့ဆွမ်းပုံပြတာနဲ့တကားတော့တကားတယောက်လာစားဟိုကျောင်းမဦးဝမှာရဟန္တာပါရှိတာရော့ဒီဆွမ်းနေဟင်းနေတော့ပို့လိုက်တော့ပို့လိုက်တော့ဆွမ်းနေဟင်းနေပြည့်စုံတော့တည်သွားတာပဲဒါပေမဲ့ဟိုတကားကမေ့ပြီးတော့လမ်းနေသူ့အတူထိုင်စားပြည့်ကုံရောပြန်သွားတော့နေရတဲ့ခေါင်းပေါ်ရောက်ဆွမ်းတယ်လာမပို့လောတကတိတ်တော့မင်းအတိတ်ကသူတစ်ပါးကိုမနာလုံးတို့စိတ်တွေဖြစ်လို့အခုလိုမျိုးငါပြက်နေရပါလားတိခံနောက်တော့ရှင်သာရိပုတ္တရာကိုတော့မြတ်ကြီးပြန်ကြွလာပြီးတော့အရှင်သင်ဆွမ်းဖုံးပေးပြီမဟုတ်လားမှန်လားပါဗျာတပည့်တော်ကိုဘယ်သူကလာပို့လို့တော့ဗျာငါဆွမ်းတော့ပို့ခိုင်းလိုက်တာပဲမလာပါဘူးဗျာတဲ့ကိုအတိတ်ကံကိုလည်းကိုပြန်တွေးမိရဲ့မှန်လားပါဗျာတပည့်တော်တိတ်တုန်းကသူတစ်ပါးကိုမနာလို့တို့စိတ်ထားခဲ့လို့အခုလိုမျိုးဖြစ်ရတာပါဗျာခဲငါရှင်နေကျွမ်းမဖုံးပေးရင်ဖြင့်ငါညက်နေစွမ်းသာခံကြွေးမယ်ပြပါစွမ်းခံကြွေးဟိုညက်နေစွမ်းဆိုတာကသကာတို့စတုမတူတို့ပေါ့လေညနေစွမ်းလိုက်ခံတော့စတုမတူတွေတပိတ်အပြည့်ရဟာရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဝါဒအာရဖြစ်ပြန်တော့ရငါရှင်အာရပါရဖုံးမှန်လားပါဗျာတပည့်တော်လက်နဲ့ကင်လိုက်ရင်စတုမတူတွေပျောက်ကုန်နေမယ်ဖေမပြောက်ပါဘူးငါရှင်ရဲ့ကကတီကိုင်းနာပြီနော်ငါရှင်အာရပါရဖုံးဒါပေကြီးပါသူမပေးရဘူးအပေါက်မပြောက်အပေါက်မပြောက်အပေါက်မပါပဲပျောက်ကုန်ပါဆိုလို့အဲ့ဒီလိုနောက်ဆုံးပရိနိဗ္ဗာန်စံဃာနီးမှာစတုမတူစွမ်းတထပဲဝအောင်ဖုံးပေးပြီးတော့လောတကတိတ်တာကြီးပရိနိဗ္ဗာန်စံမြတ်တော်မူရှာသည်ပြပါစံသွားတော့ဘလောက်ကြီးကြောက်ကြရကောင်းတဲ့ယဟနာဖြစ်တဲ့ဘဝမှာတောင်မှအငငပြက်နဲ့ပရိနိဗ္ဗာန်ဆိုင်ရတယ်ဒါကြောင့်မို့ဘုရားတို့ဘဝတို့မနာလို့အိတ်သားမစ္စရိယတွေမထားကြနဲ့မနာလို့အိတ်သားမစ္စရိယတွေထားပြီးတော့သူတစ်ပါးပေါ်သူတစ်ပါးရမယ်လက်လာပါကိုပိတ်ပင်တားဆီးခဲ့မယ်ဆိုရင်ခုလိုမျိုးအငပြက်နဲ့နေရလိမ့်မယ်ငပြက်နဲ့ဘဝကိုအငပြက်နဲ့ချက်သန်းရလိမ့်မယ်ဒါကြောင့်မို့မနာလို့အိတ်တာမစ္စရိယတွေမထားရဘူးအဲဒါကြောင့်မို့တရားကောင်းကြီးကပါတဲ့ညင်မြတ်သူတို့နှလုံးသားယနေ့နာယီနှလုံးသားနာယီကိုမှုအသိတုံးနေပြည့်
Pi mai dama the be dunya dia we no mia du ro na long da. Du a balau we chanda balau we amyu mia balau we yau cho ja balau we ya du na chi. Ngô cô nhân biểu đệ Yama Vihara Deya Leva Miat Sa Bhaya ho ja de Yama Vihara Deya Leva Mashi ye Miat miat de Puggol lo ma khaw bu da jaw moh Metta Karuna Mudita Ubekha so de Yama Vihara Deya Leva ne anyi Yama Vihara Deya Leva ko lai na chin thong nai ye ma lo bu la Di Yama Vihara Deya Leva ne da anyi lai na chin thong nai me so yin adi puggol a miat de na long da phit twa bi Da jaw moh miat de na long da phit aung chou sa pho ma lo bu la Lo ye ya da ne di ka ne miat de na long da so de deya le ko Di neya ma be ni kaung chou yin ne Ho de baba le le be di ka ne pyu de kudo kaung mu jaw Mao mana ma de ma pho nai ban ko le mian so swa Yau nai ya ba je lo su daw yin Ka tha li de bo so bu ya song da ya aung Baza Zaba Zau De Yan Du Ho Than Du Tu Mien Nga La Du Din Du Dau Ka Rin Ka Mein Bu Rin Du Taba Ba Ra Me Baza Zaba Ko Ji Ko Nga Ko De Da Nai Pyo Ja San Ya Ta Da Wa U Tham Ya Du Thi Dau De Yan Du Ai Maya Ma Kaung Ra Ma Yue Nết da chỉ da ai sa nai ya ba ji kon da ri Du Mengala Chat Da Ye Sha We Lang Da Phien Sang Pwin Ya Kon Ni Phit Yue Kaw Tha Han Du Kaung Ra Mo Da A Lin Yaw Le Ya Tha Miao No Ja nai ya ba ji kon da ri Dau Ka Rin Ka Mein Abe Dau Ka Ri Yaw Mi A Jaw Ma Kaung Ni So Du Se Ya Myo Ko Du Tin Tu Ro La Na Deya Sa Phien Phyo Phya nai ya ba ji kon da ri Da Ba Ba Ra Me A Loung A Le Ya Phit Kaung Ya Thi Long Phya Se Li Ba Ra Mi A Paung A Chin Kaung Ko Pu Rin Du Da Sin Yin Da Ra Yin Aung Ma Lin Bong De Phit Chin nai ya ba ji kon da ri Hello. ဟုတ်ကဲ့ကျွန်တော်တို့ခန္ဓာစီစဉ်လေးရာမိမိတို့မှာရှိကြတဲ့သင်္ကန်းနဲ့တကွပဋိဒါပင်များကိုဆက်ကပ်လူတိုင်းရန်အစီအစဉ်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ပဋိဒါပင်ကိုကျွန်တော်တို့အရင်ကောင်ဆက်ကပ်မှာဖြစ်ပါတယ်ပဋိဒါပင်အလူရှင်များကျွန်တော်တို့မလာမြင့်ကြီးမိသားစုပရိဒါပင်ကျွန်တော်တို့ဆက်ကလူတန်းမှာဖြစ်ပါတယ်မလာမြင့်ကြီးညိုရေးမောင်ကိုညိုရေးမောင်မခိုင်စာဝင်းမိသားစုပရိဒါပင်ဆက်ကမှာဖြစ်ပါတယ်ကိုကျော်ဝင်းထွန်းမတန်တန်ဆိုသမီးအိမ်ချူးငယ်မိသားစု